ဒီကိုင်းအင်ဂျင်ကန်ထဲမှာတိန်းထောင်ကျော်ထည့်ထားရဗျာတိန်းထောင်ကျော်ဆိုတော့တောင်လူထည့်ဖို့တော့မလွယ်ဘူးငွေကြီးတက်နိုင်တာတပိုင်းဒါပေမဲ့ငွေကြီးတက်နိုင်အောင်လည်းမပြီးဘူးဒီကားကိုလည်းတော်တော်ချစ်ရမယ်ဒီကားပေါ်လည်းတော်တော် serious ဝါသနာကြီးရမယ်ပေါ့နော်အဲ့တော့ဒီအပိုင်းကလည်းအရန်ကောင်းလာမှာဖြစ်တဲ့အတွက်အခုကျွန်တော်နန်းခေါ်လိုက်ပါမယ် just ကြည့်လိုက်အောင် What's up, Ryder? ကဲအခုဆိုရင်ဒီကားရဲ့အရေးအပါဆုံးအင်ဂျင်ငန်းအကြောင်းကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အင်ဂျင်ငန်းကိုမပြောခင်ကျွန်တော်ဒီကားမှာပေါ့နော်အခုဒီကားရဲ့ owner ကိုလည်းကျွန်တော်ဒါအင်ဂျင်နဲ့ပတ်သက်တဲ့အကြောင်းကနည်းနည်းမှန်တယ်ပြောရင်ဒီကားကအင်ဂျင်ငန်းထဲမှာစင်တဲ့ spec ကအများများတယ်အဲ့တော့သူနဲ့နှစ်ယောက်တူတူပြောလိုက်တာဆိုပို့ပြီးလဲနားထောင်လို့ကောင်းမယ်ထင်တဲ့အတွက်ကျွန်တော်သူ့ကိုခေါ်မယ်ဒီကားကကျွန်တော်ရန်ကုန် nation ကကားလည်းဖြစ်တယ်လို့ကျွန်တော်ဒီကားရဲ့အခုခေါ်မယ် owner လည်းရန်ကုန် nation ရဲ့ member ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခေါ်လိုက်မယ်နော်မင်္ဂလာပါမင်္ဂလာပါကျွန်တော်ညီလေးကျော်သူဝင်းဖြစ်ပါတယ်။ तू ကဒီကားရဲ့ owner ဒီကားကိုအခုဒီအခြေအနေဖြစ်လာအောင်တောက်လျှောက်detail ပေါ့နော်အကုန်ဆင်လာတာအချိန်ဘယ်လောက်ရှိပြီလဲဒီဆင်လာတာတစ်နှစ်ကျော်နှစ်နှစ်လောက်တော့ကြာเนาะဒါတစ်နှစ်ခွဲနှစ်နှစ်ဝင်းကျင်လောက်အချိန်ပေးပြီးတော့ detail ဆင်လာတာအဲ့တော့ကားထိတ်ဆင်တာအခုပတ်စံပေးအခုတန်းဒီလိုကြီးဖြစ်သွားတာမျိုးတော့မဟုတ်ဘူးเนาะပစ္စည်းတွေကိုမှားတာစောင့်ရတာရှိရပေါ့နော်အဲ့တော့ဟိုနှစ်ယောက်တူအင်ဂျင်ငန်းလေးအကြောင်းကိုပြောလိုက်အောင်ဒီကားလေးကထူးထူးခြားခြားဘောနက်ကဟိုပုံမှန်လူတွေဆိုအကုန်လုံးကကာဗွန်ဟူတွေကိုလဲကြတယ်နော်ဒါပေမဲ့ဒီကားလေးကအခုကာဗွန်ဟူကိုမလဲတာကျွန်တော်ကတော့ဒီကာလာနဲ့ဒီဟူနဲ့ကိုပို့ပြီးသဘောကျတယ်ဟိုရုပ်အရင်ချမ်းတဲ့ဘက်ကိုမသွားတော့ဘဲနဲ့လှတဲ့ဘက်ကိုရောက်သွားပါတော့အဲ့တော့အရင်ကအင်ဂျင်ငန်းကြီးကအဲ့လိုမိုက်နေတယ်ပြီးတော့ဒီကောင်ကထူးခြားဗျာကျွန်တော်ဆိုရင်1.5G နဲ့မောင်းနေတာကွင်းထဲမှာ SR နဲ့မဟုတ်ဘဲနဲ့ဒါပေမဲ့ဒီညီလေးကတော့ဒါ SR20 SR နဲ့ပဲကြိုက်တာအခုဆိုဒါ horsepower ဘယ်လောက်ထိထုတ်ထားပြီးပြီလဲဒီကောင်ကဟိုဟာ engine horsepower ဆိုရင်ဒီကောင်က480ဒါပေမဲ့ဖူးကြီးကနေဆိုရင်လမ်းပေါ်ကိုရောက်တာဒီကောင် 20% လောက်ရောက်မယ်ဆိုတော့410လောက်လမ်းပေါ်အပြည့်ရောက်တယ် horsepower 400ဆိုတော့ drift car တစ်စီးအတွက်တော့ကွင်းထဲမှာမောင်းဖို့လုံးဝအနှက်ပဲအခုကားလဲအိမ်နာဝင်းကျင်လောက်ပဲထွက်မှာတကယ်တမ်း350နဲ့400ကြားလောက်ပဲဒါတော့ 1.5G ဖြစ်နေလို့ပေါ့သူ့လို spec မျိုးရင်ဟုတ်တယ်ဒီကားက engine weight ကအရန်ကိုပေါ့ပြီးတော့ဒါ SR20 DD ပေါ့ DD ပြီးတော့ဒီကောင်အခုဘယ်မှာဒီ spec တွေအကုန်လုံးဆင်ဖို့အပ်ခဲ့တာလဲဒီကောင်ကတော့ကျွန်တော်တို့ဟိုထိုင်းကနေခေါ်ပြီးတော့ထိုင်းကနေ Hippogras ဆိုရဲသူတို့အဲ့ဟိုဟာ drift tuning တွေ drag tuning တွေလုပ်တဲ့ထိုင်းကကျွန်တော်အဲ့ team တစ်ခုလုံးခေါ်ပြီးတော့ပေါ့အဲ့ Optima World ဆိုရဲဒီရန်ကုန်မှာရှိတဲ့ workshop ကနေတာဝန်လမ်း workshop မှာworkshop ကနေတာဝန်ယူပြီးတော့အကုန်လုံးလုပ်ပြီးအကုန်လုံး manage လုပ်ပြီးတော့ up ပေးတယ်အကုန်လုံးဒီဟို workshop မှာပဲအကုန်ဆင်တယ်ပေါ့နော်အရှိမလဲကျွန်တော်အကုန်လုံးအဖွဲ့ထဲမှာကျော်စင်ဦးတို့ဘာလို့ပဲကားတွေလဲအဲ့မှာဆင်ခဲ့ရနော်အဲ့မှာလဲဒါအဲ့ကားကြီးဆိုလဲဒါပွဲတိုင်းမှာဂေါ်တဲ့ကားတွေတကယ်ဟိုကျွန်တော်နိုင်ငံမှာဆင်မယ်ဆိုရင်တော့ detail ဒီလောက်ထိအချိန်ပေးပြီးဆင်မယ်ဆိုရင်တော့အချိန်တော့ပေးရမယ်အဲ့ဒါမျိုးဆင်နိုင်တဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ဒီကောင်ကတော့ပို့ပြီးတော့ကျွန်တော်တို့မျက်လုံးထဲမှာတော်တော်တက်ရက်လေးနဲ့ဆင်ထားရလို့တော့ကျွန်တော်မြင်တယ်ပန်နိုင်မြောက်ရဲ့ဒီကားကကျွန်တော်တို့မြန်မာနိုင်ငံကားရှိုးတွေထဲမှာဆိုလဲမပါမဖြစ်အများနဲ့ပါနေမဲ့ကားဖြစ်တဲ့အတွက်အခုဆိုရင်ဒါ spec နဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်တို့ကစပြီးတော့ detail ပြောပါမယ်ကဲဒီခေါင်းထိတ်ကစလိုက်Okay နောက်ကိုတဖြည်းဖြည်းသွားမယ်ရေတိုင်ကြီးဒီကောင်ရေတိုင်ကြီးကဒီကောင်အကြီးပေါ့အထူမှဒီကောင်ကဟို G ready ရေတိုင်ကြီးပြီးတော့ဒီကောင်က cooling system နဲ့ပတ်သက်လို့ဆိုလဲအခုတဘောတရားကတော့ကျွန်တော်တို့ကအခုရှေ့ကိုမောင်းတဲ့ခါမှာလေကရှေ့ကဝင်မယ်အဲ့ကကျရင်ဒီကောင်ရဲ့ cooling ဟာတွေသွားမယ်ဒါintercooler line ပေါ့နော်ပြောရရင်ဒီဘက်ကရေတိုင်ကြီးဆိုရင်တော့ရေနဲ့ပတ်သက်တဲ့ဟာကိုတို့ကဒါအေးခံမှာဟုတ်တယ်သူကျတော့ဒီရေပိုက်ကစလဲညီလေးလောက်တာဟိုဒါလောက်တာတော်တော်မိုက်တယ်နော်ရေပိုက်တွေအားလုံးကလည်းသူ stock bike တွေကိုမသုံးတော့ပဲ rubber bike တွေ core bike တွေကိုမသုံးတော့ပဲဒီလိုမျိုးစတီးနဲ့တခါတည်းပေါ့ဟုတ်တယ်ဟီလည်းခံနိုင်မယ်ဒီကောင် pressure လည်းတိုးတာ easy ပဲပုံမှန်ကျွန်တော်ကွင်းထဲမှာရေတွေအန်တယ်ရေတွေပွဲထွက်တယ်ပိုက်တွေမရှိတော့ဘူးရှိတယ်မိုက်တယ်ဒါကျွန်တော်လည်းအခုမှတွေ့ဘူးတာပေါ့နော်တွေ့ဘူးလေဆိုတာကျွန်တော်ရိုက်တဲ့ထဲမှာဒါပထမအဆုံးမြင်ဘူးတဲ့ခါပေါ့နော်ဘန်ကောက်မှာတော့တွေ့ရတာများပါတယ်ဒါပေမဲ့ကိုယ်နိုင်ငံမှာဒါစပြီးဒီလိုလက်ရတွေမြင်ရတာသဘောကျတယ်ဒီမှာသုံးထားတဲ့ဟာတွေကလည်းတုံတုံမှာအရစ်နဲ့တီးတန့်အောင်အရစ်နဲ့တီးတန့်ပြုတ်ထွက်ဖို့လည်းမပူပါတော့ clip type မဟုတ်တော့ပြောတာမာတာအေးတာပူတာကြောင့်ကျုံလာရမရှိတော့ဘူးเนาะအဲ့ဒါလေးကလည်းတော်တော်မိုက်တယ်ပြီးတော့ဒီမှာဒီနေရာလေးမှာလည်းပစ္စည်းတစ်ခုရှိရမှာเนาะဒီကောင်ကဒီဘက်ရောက်သွားတာเนาะဒီဘက်ရောက်သွားတယ်ဟုတ်တယ်ဩ
ဒီကောင်ရေနဲ့ပတ်သက်တဲ့ဟာပေါ့ဒီကောင် CRI ဟိုဟာဘူးတို့ဒီကောင်အဲ့လိုသေးသေးလေးတွေအားလုံးဒီကောင် location တွေအကုန်ပြောင်းပလိုက်တာပေါ့သူရှိရမယ့်ဟာနေရာတွေကိုကျွန်တော်တို့ကဒီကောင်ကြတော့အမှန်တမ်းပြောရင်ကားတစ်စီးလုံးက fully built ဖြစ်တဲ့အတွက်ကိုကြိုက်တဲ့နေရာတွေကိုထားတာပေါ့ထားတာဟုတ်တယ်ထားဒီနေရာမှာထက်ပိုကောင်းမယ့်နေရာတစ်ခုပို့လိုက်ရတာပေါ့ဗျာအဲ့လိုပုံစံမျိုးပေါ့ဒီနားမှာလည်းထူကြတာတခုရှိသေးတယ်ဒီနားမှာတကယ်တမ်း ABS OE ရှိတာ ABS OE အခုက ABS မရှိတော့ ABS OE မရှိတော့ပါဘူးခင်ဗျာအဲ့ ABS OE နေရာမှာ white custom ကရောက်သွားတယ်ဒါကတော့ custom white custom ဖြစ်နေတယ်နော်အဲ့ ABS OE ကိုဘာလို့ဖြုတ်လိုက်တာလဲဆိုတော့နည်းရှင်းပြလိုက်ပါဦးဒီကောင်ကဘယ်လိုပြောမလဲ drift လဲတဲ့အခါကျရင်ဒီကောင်ကကျွန်တော်တို့ brake တော့ပြီးတော့ရှေ့ကားကို chase လုပ်တာဖြစ်ဖြစ်အဲ့လိုလုပ်တဲ့အခါကျရင် brake တော့ပြီးဖမ်းတဲ့အခါကျရင် ABS ရှိနေ तू ကကားကို तू ပြင်းချုပ်ထားသလိုဖြစ်တယ်အဲ့တော့ ABS ကိုအပြီးဖြုတ်လိုက်တဲ့အခါကျတော့ဒီကောင်ကdriver control အပြည့်ရတာပေါ့အဲ့ခါကျတော့ဟို e-brake တော့လိုက်မဟုတ်ရင် brake လည်းလေးတော့တဲ့အခါကျရင်ဒီကောင် ABS မပါတဲ့အခါကျတော့လှည့်ရတယ်လည်းပို smooth တယ်ဒါပေမဲ့ကားလည်းတော့တိုင်းရမ်းနေမှာတော့တိုင်းရမ်းနေမှာလမ်းမမှာသွားမယ်ဆိုရင်တော့ကိုကားဘာကားလဲဆိုတော့သတိထားပါကိုကားမှာအဲ့ဒါတွေမပါတော့ဘူးဆိုရင်တော့ကိုကပဲအကုန်လုံးကို control လုပ်တယ်ဆိုတာမမေ့ပါနဲ့ဒေါသတကြီးလည်းမမောင်းပါနဲ့လို့ပြောချင်ပါတယ်ဒါတွေလှုပ်ပြီးရင်ဟိုညီအချို့ညီငယ်လေးတွေကမေးကြရကွာဟိုဒါတွေလှုပ်ပြီးရင်သူတို့စိတ်ထဲမှာအရင်ကားတစ်စီးလိုမျိုးကြီးရှောက်ပြီးဘင်းလင်းနေသွားပြီးလမ်းပေါ်မှာတော့မမောင်းပါနဲ့ဘာဖြစ်လို့ဆိုတော့ကိုယ့်အတွက် safety ရှိသလိုပတ်ဝန်းကျင် safety လည်းရှိတဲ့အတွက်ပေါ့နော်ဒါကွင်းထဲမှာမောင်းမှုsetup မျိုးတွေဖြစ်တဲ့အတွက်သူတို့လည်းအခုလမ်းပေါ်မှာဆိုတာသူကလည်းသူ speed တစ်ခုကိုထိန်းနဲ့အများနဲ့မောင်းတာမြင်ရပါတယ်ဒါကြောင့်အဲ့လိုမောင်းမှလည်းဒီ setting နေနဲ့ဒါဟိုဟာဖြစ်မှာ traction နဲ့မပါတော့ဘူးဆိုတော့ traction ကလုံးဝမပါဘူး LSD ကမပါဘူး LSD 2 way LSD က2 way gas 2 way LSD ကကိုကားလဲ 2 way gas ပဲတော်တော်လဲတယ်နော်ပွင့်နေရပဲပြီးတော့ရိုက်တဲ့အတန်တိတ်မကြမ်းတော့ဟုတ်တယ်အဲ့ဒါလေးလည်းသတိထားပြီးတော့သူဒီလေးအရင်တော့ကားလေးရှိသေးတယ် S15 အဖြူလေးတစ်စီးလေးအဲ့တုန်းကဆိုရင် Nismo သုံးတာ Nismo သုံးတာအဲ့ကောင်ကျတော့ကာဗွန်ကာဗွန်အဲ့ကောင်လည်းမိုက်တယ်နော်အဲ့ကောင်လည်းမိုက်ကျွန်တော်တစ်ခေါက်မှောင်းမှုတွေတော်တော်ကြာပါပြီ9နှစ်6နှစ်လောက်ကသူ့မှာ S15 တစ်စီးရှိတယ်ဒီကားမဟုတ်ဘူးနော်အဲ့ကားလေးတုန်းကလည်းကျွန်တော်လှည့်ကြည့်သေးတယ်အဲ့တုန်းကတော့မောင်းတက်ခါသားအနေထားလေးပေါ့ဗျာအဲ့တုန်းကအဲ့လိုတော်တော်မိုက်တယ် LSD လေးက smooth ဖြစ်နေရပဲအဲ့လိုမျိုး LSD ကလည်းအရင်ရေးပါနော် drift ကားမှာအဲ့ဒါလည်းထည့်ပြောကြံခဲ့လို့ drift ကားမှာ LSD ပါရမယ်နော် two way LSD လောက်ဖြစ်ကိုဖြစ်ရမယ်မဟုတ်ရင်လည်းပတ်စံမတက်နိုင်သေးရင်လည်းဝရိနာစော်ချလိုက်ဟုတ်တယ်ဝရိန်စော်လိုက်ရင်လည်းတမုံးလေပဲဒါပေမဲ့ LSD ကတော့ပို့ပြီးတော့ဟို smooth ဖြစ်တယ်လို့တော့ခံစားရတယ်ပို့လဲတကယ်ကောင်းပါလေသူကပတ်စံဈေးလက်ကားကြီးတာတော့ပဲဟုတ်ပါမယ်နော်ကဲအဲ့တော့ pipe pin တွေကိုစပ်ပြောရမယ်ဆိုရင်ဒီမှာထူးခြားတာတွေကဒီ pipe pin တွေကတော်တော်လက်ရမိုက်ဟုတ်တယ်ဒီကောင်တွေကသူတို့အဲ့ Urea team ကလာတဲ့အခါကျတော့သူတို့ဒီဟိုမှာအကုန်တည်လာအကုန်လုံးတည်လာသူတို့မှလည်း S15 တွေလောက်ထားတဲ့ကားတွေအကုန်ရှိတော့သူတို့ကဒီတိုင်းတာတွေအားလုံးကသူတို့ကတိုင်းထားပြီးသားဒီ sweat တိုင်းလုံးမယ်ဆိုသူတို့ကအားလုံးကတိုင်းပြီးတော့သူတို့ဒီ pipe တွေအားလုံးချိုးထားပြီးသားပေါ့သူတို့ကဒီကားနဲ့ fitting ကြအောင်လို့ဒီရောက်တဲ့အခါကျမှအားလုံးတက်ပြီးသွားတဲ့အချိန်မှာသူတို့ pipe တွေအားလုံးဒီမှာဝရင်ကတော့ဒီမှာအကုန်လုံးအဲ့ pipe တွေဆက်လိုက်တဲ့သဘောမျိုးပေါ့intercooler နဲ့အားလုံးဆက်ပြီးတော့ pipe တွေအားလုံးပြောရမယ်ဆိုရင်ဒါကိုစင်တာအချိန်ကတစ်ပတ်ဝန်းကျင်ပဲကြာတယ်နှစ်ပတ်လောက်တော့ကြာနှစ်ပတ်နေနေတော့ဒီကားစီကိုဒီ spec တွေအကုန်လုံးအဲ့လိုကိုကွက်တက်သွားတယ်ဆိုတော့သူတို့ကဟိုမှာသူတို့နိုင်ငံမှာ S15 တွေရှိတယ်အဲ့ဒီကဒီလိုပုံစံ chassis အတိုင်းကိုဟိုမှာအကုန်အတိုင်းတာတွေပါအကုန်ဒီဒေးစင်လာပြီးပစ္စည်းအကုန်လုံးတည်လာပြီးဒီရောက်မှတက်တာဒီရောက်မှဖြတ်တာညက်တာတွေလောက်တာမဟုတ်ဘဲနဲ့သူတို့တော်တော်တော့ဒါပြောမှဆိုဒီ process ကသူတို့လည်းအချိန်ဒါတော့မှနှစ်စီးစင်တာလေနှစ်စီးစင်လို့ဒါနှစ်ပတ်ကြာပါဒါကိုတစ်စီးတည်းကိုသီးသန့်လုပ်မယ်ဆိုအဲ့လောက်မကြာတစ်ပတ်လောက်ပဲကြာမှာတစ်ပတ်လောက်ပဲကြာပြိုင်လို့တော့နော်ကျော်တင်ဦးကားတော့တစ်ပတ်လောက်နဲ့ပြီးသွားတာနော်အဲ့တော့တစ်စီးတည်းကိုစင်မယ်ဆိုအချိန်တစ်ပတ်လောက်နဲ့ပြီးတယ်ကျွန်တော်တို့ကဒါဒီကားနဲ့အပြင်နောက်ထပ် i7 တစ်စီးကိုလည်းစင်တာဖြစ်တဲ့အတွက်ဒါနှစ်ပတ်ဖြစ်သွားတာပေါ့နော်โอเคပြီးတော့ throttle body အဲ့ဒါကြီးလည်းစိတ်ဝင်စားတယ်ဒီကောင်ကthrottle body ကကျွန်တော်တို့ပုံမှန်ကားတွေမှာဒီ model ပေါ့တော်တော်များဒီ model ဆိုကျွန်တော်တို့ကကျိုးနယ်ပဲသွားတာဟုတ်ပြီ KB ကကျိုးနယ်ပဲသွားတဲ့အခါကျတော့ဒီကောင်ဟို ECU ကနေလည်း control လို့မရဘူးပေါ့ပြီးတော့ကျွန်တော်တို့အဲ့ဒီ anti lag တို့အဲ့လိုမျိုးလုပ်တဲ့အခါကျရင်ဒီကောင်က throttle ကကြတော့ကျွန်တော်တို့ human error လည်းရှိသလိုကျိုးနယ်ဆိုတော့ delay လည်းရှိတာပေါ့ကိုထိလိုက်တဲ့အချိန်စက္ကန့်လေးကလည်းအရင်ကြီးပါပြီးတော့ဟိုဖြစ်တာပေါ့အဲ့ဒီခါကျရင်ကျွန်တော်တို့ဒီ e-throttle ကိုလဲလိုက်တဲ့အခါကျတော့ e-throttle ဆိုကျွန်တော် electronic ပေါ့ဒီကောင်က sensor နဲ့ပဲသွားတော့တာဒီကောင်ကကွတိဒီစင်တာနဲ့အလုပ်လုပ်ဖို့ဆိုလဲညီလေးပြောသလိုမျိုးဟိုဟာဗာလဲ ECU တစ်ခုလုံးကိုလိုက်လဲရမယ် ECU တစ်ခုလုံးလဲရမှာဒီကောင်ဆိုဒါဟိုဟာ Porsche ကားပေါ့ Porsche ကားတွေကကျွန်တော်တို့ဟိုလာတဲ့ e-throttle ကိုသုံးထားတာ e-throttle ဟိုမှာရိုးရိုးဂျပန် e-throttle မဟုတ်ဘဲနဲ့ Porsche ရဲ့ e-throttle ကိုသုံးထားတာကိုတိကျတယ်ပေါ့ဒီကောင်ကလုံးဝကြာရှည်လဲခံရမှာပေါ့ဟုတ်တယ်ပြီးတော့ဒီမှာ blow off လေးလည်းရှိတယ်အဲ့ဒါတော့ကျွန်တော်အကြိုက်blow off ကကျတော့ကျွန်တော်ကဟိုပုံမှန်ဒီမှာမြန်မာနိုင်ငံမှာတက်ကြ GFB တို့ HCS ဆိုအဲ့လိုမျိုးတက်ကြကျွန်တော်အတန်လေးနည်းနည်းကွဲကျင်တော့မတူတဲ့ Australia Turbo Smart brand ကိုကြောက်နေတာဒီ brand Australia brand ကျွန်တော်အများစုတက်တာတော့အရင်တုန်းကဟိုမှာတက်ကြ Evo တွေ Subi တွေမှာအများဆုံးတက်ခဲ့ဘူးလေပေါ့နော်ကျွန်တော်ကိုယ်တိုင်ဒါပေမဲ့ဒီလို Sevilla မှာတက်ထားတာတော့ဒါအတန်နဲ့ကွာအောင်အတန်ကွာသွားတာပေါ့နော်သူက engine တွေအပေါ်မူတည်ပြီးဒီ
ဖြုံးလို့ဖြူးလို့အဲ့လိုကားမောင်းသွားတဲ့အချိန်မှာထွက်တဲ့အတန်တွေကဒီကောင်ကလာတာပေါ့နော်ဒီ blow off လေးကလာတာဖြစ်ပါတယ်ခင်ဗျာပြီးသွားတော့ခုနချုပ်တန်းနဲ့ပတ်သက်ရင်တော့ Nismo ချုပ်တန်းပါပြီးတော့ဒီကောင်လေးလည်းပြောပြပါဦးဒီကောင်လေးအကြောင်း ဒီကောင်လေးကကျတော့ဒါကတော့ကျွန်တော်ဟိုကြိုက်တဲ့အဲ့ဟိုဂျပန်က brand တစ်ခုပေါ့ Yoshiro Factory ဆိုတာဒီကောင်ကသူက drip car တွေကြီးပဲတီးတဲ့သူတို့ကဂျပန်မှာလည်းပြိုင်ပွဲတွေခဏခဏဝင်နေကြတာပေါ့ဒါကဒီကောင်ကဟိုကားနဲ့တော့တိတ် machine မဖြစ်ပေမဲ့ဒီပန်းရောင်လေးကိုကျွန်တော်သဘောကျတာအဲ့ sexy ဖြစ်တာကိုကြိုက်တာโอเคဒီကောင်လေးရဲ့ engine ကို तू ကကျွန်တော်တို့မောင်းတဲ့အခါမှာကားရိန်းခါနေတဲ့အခါမှာဒီ engine က balance ငြိမ်ပြီးတော့အဲ့လိုဖြစ်နေမှာကားကလည်းသွားတယ် engine mounting လို့သဘောပြောဗျာ mounting အပြင် mounting ကိုပိုတက်တာအောင်ဒါနဲ့ထပ်ပြီးတော့ကျွန်တော်တို့ကချုပ်တန်းနေပြီးထပ်သွားပြီးတော့ဒီ engine အပေါ်ကနေထပ်ချုပ်လိုက်တာပေါ့နော်အဲ့ဒါလေးကလည်းအသုံးတကယ်ဝင်ပါတယ် drift car တွေမှာဒါလေးတွေက detail လေးတွေပေါ့နော်ဟိုမပါရင်ဘာဖြစ်လဲလို့မင်းတော့မပါလဲဘာမှတော့မဖြစ်ဘူးပါရင်ပိုကောင်းတယ်ကူတာပေါ့နော်အဲ့လိုပေါ့အသေးစိတ်ကလေးတွေကကျွန်တော်တို့ပြီးတော့ဒီဘက်ကအချင်းကြောင်ပြောပါဦးဒီကောင်ဒါကောင်ကဒီကောင် e-thread နဲ့ကိုမှဒီကောင်ကဒီ thread body တစ်ခုလုံးကဒီကောင်ကပုံမှန်ကျွန်တော်တို့လာတယ်ဆိုတော့တိတ်တိတ်လေးပေါ့ဒီကောင်ရဲ့3ပုံ2ပုံလောက်ပဲရှိမယ်ဒီကောင်ကအဲ့ဒါအောင်မှဒီကောင်ကဟို hyperjun ဒီကောင်ဘေးလက်ပေါ့ဘေးလက်ဆိုတာကျွန်တော်တို့ပုံမှန် steel တွေဆိုရင်ဟိုနည်းနည်း weak ဖြစ်တယ်ပေါ့ကြာရင်ဟိုပူတာကျုံတာကြောင့်ဒီကောင်ဘေးလက်နဲ့ဟို adapter တွေတစ်ခါလေးခံပြီးတော့ဒီကောင်ကအဲ့ hyperjun တစ်ခုတစ်ခါကတ်ချလိုက်တယ် hyperjun တစ်ခုလုံးပြီးတော့ဒီ fuel ray တွေအားစပေါ့ hyperjun brand ကိုအကုန်လုံးတစ်တွဲလုံးသုံးတာ hyperjun နော် hyperjun ဒါဆိုရင်ဒီ brand ဆိုလဲကျွန်တော်အခုမှဒါဟိုပါပေါ့သူနဲ့စကားပြောရင်းနဲ့မျက်တွေ့တာပေါ့နော်ကြားဘူးတယ်ဒါပေမဲ့အခုဒါပထမဆုံးတွေ့တာ hyperjun ကိုသုံးထားတယ်ပြီးတော့ဟိုဘက် down ဟာလေးအကြောင်းလည်းပြောပါဒီကောင်ကျတော့ဟိုဟာကျွန်တော်တို့ line lock လို့ခေါ်တာပေါ့ line lock ဆိုတာကျွန်တော်တို့အဲ့ဟိုဘန်းနောက်တွေပါကျွန်တော်တို့ပုံမှန်ကျွန်တော်တို့ပြိုင်ကားတွေပါဘန်းနောက်လုပ်တယ်အဲ့လို show ပြတယ်ဗာညာပေါ့ drag တွေပါမောင်းတာယာပူအောင်လုပ်တယ်ဆိုရင်ကျွန်တော်တို့ကဟို3 pedal ဆိုတော့တည်တဲ့အတိုင်းနည်းနည်းအလုပ်ရှုံအောင်လုပ်ရတော့ကျွန်တော်ပုံမှန် clutch ကိုတွိတ်ပြီးရင်အလဲကိုဒီလို6လောက်နဲ့ဒီလိုပြန်ထားလိုက်ပြီးတော့ကျွန်တော်တို့ဒီလိုပုတ်တာပေါ့နော်အဲ့လိုပုံစံလုပ်တော့နည်းနည်းခတ်တယ်အလုပ်လဲရှုပ်တယ်ပင်ပန်းတယ် तू ကရှင်းတယ်ခလုတ်နဲ့ထားလိုက်ပြီးတော့ဒီ function ကိုထည့်ထားလိုက်တယ်အဲ့တော့အဲ့ခလုတ်လေးကိုနှိပ်တာနဲ့ clutch လွတ်လိုက်ရင်ဘာမှလုပ်စရာမလိုရှေ့ဘိန်းနှလုံးကရက်သွားမယ် lock ဖြစ်သွားမယ်ပေါ့နောက်ကလူကလီပါပဲနေမေးရုံပဲပေါ့ဘန်လောက်တွေဖြစ်နေ smoke တွေထွက်မယ်အခုဘန်လောက်တွေ smoke တွေဒီဇလန်တွေထဲမှာမြင်တာပဲဖြစ်ဖြစ် something ပေါ့နော်ဒီ Tokyo Drift ထဲမှာမြင်နေရတဲ့ပုံစံမျိုးတွေကိုပိုလွယ်အောင်လုပ်လိုက်တာပေါ့ခက်ကတိုးတက်လာတာပေါ့ ECU နဲ့အကုန်ထဲ join လာတော့ ECU တော့ဒါပေမဲ့ဒါတွေဒီတိုင်း blind 6တက်လို့တော့မရဘူးအဲ့အတွက်ကိုလည်းသူ့ရဲ့အုံနောက်ပေါ့နော်ဒီကားတစ်စီးလုံးကအရေးကြီးဆုံးအုံနောက်က ECU ပေါ့နော် ECU က link ECU သုံးတာ link Fury X ပေါ့ Fury X အဲ့ကောင်ကအခုနောက်ဆုံးထွက်လာတာ9နှစ်လောက်ပဲရှိတော့ကဘာမှာပေါ်လာတော့9နှစ်လောက်ပဲရှိသေးတယ်နော်ရော ECU တွေကနှစ်တိုင်းတော့အများကြီးတော့လည်းပေါ်မနေဘူးပေါ့သူကအဲ့လိုမျိုးခြားပြီးပေါ်တာနောက်ဆုံး generation ပေါ့အဲ့ကောင်တို့ fashion အဆုံးပါတာဟိုကဘယ်ဈေးတန်းလောက်ရှိသွားမလဲဒီ ECU ဆိုရင်ဒီကောင်က ECU တစ်လုံးလဲပြီးဆိုတော့ဒီကောင် engine harness တွေharness တွေတော့ပါတွဲလုံးပေါ့အဲ့ကောင်ဆိုရင်အခုမြန်မာငွေနဲ့ဆိုရင်တော့100ကျော်ကျော်လောက်သွားမယ်သွားမယ်ပေါ့ ECU နော်ပြီးတော့ဒီ harness တွေပါတွဲပြီးသွားမယ်ဆိုရင်တော့200 300ကြားလောက်ကိုသွားမှာအကုန်အားလုံး overhaul ဒီကောင်ကဟို display တွေလဲထားတာပေါ့တွဲလုံးပေါ့သူရဲ့ဟိုကျွန်တော် Supra အခုရိုက်နေတဲ့ကားလိုပဲဆက်လိုက်ကြီးဆို300ကျော်လောက်သွားမှာဟိုတစ်ခုချင်းစီခွဲဝင်တော့100လေးနဲ့သွားတာပေါ့နော်အဲ့လိုပုံစံရှိတယ်အဲ့တော့ဒီ ECU ကလည်းအရင်ရေးကြည့်ပါတယ်ဒီလိုပစ္စည်းတွေအကုန်လုံးထည့်ပြီးဒီလို ECU ကိုသုံးရမှာပါသူရဲ့ original အုံနောက်ကအဲ့လောက်မမီပါဘူးသူကအဲ့တော့အရန်တော်တဲ့ manager တယောက်ကိုခေါ်ရမှာဖြစ်တဲ့အတွက် link ဆိုတဲ့ brand ကိုသူက Fury X ဆိုတဲ့ဟာကိုကျွန်တော်တို့ကသုံးတာဖြစ်တယ်အဲ့တော့ဒီ ECU နဲ့ပတ်သက်တဲ့အပိုင်းကလည်းနောက်တဲ့တစ်ပိုင်းကိုဆက်ကြည့်အောင်ပါနောက်တဲ့တစ်ပိုင်းကဘာလဲဆိုတော့ interior မှာအဲ့ဒီဟာတွေကိုဘယ်လိုဆက်ပြီးတော့ကျွန်တော်တို့လုပ်ထားလဲဆိုတာလည်းစိတ်ဝင်စားဖို့တကယ်ကောင်းတယ်ကျွန်တော်ဆက်ပြောပြပါ Okay အဲ့တော့ဒီဘက်ပိုင်းက pipe တွေလည်းသွားလာတာဒီလို site တွေဟုတ်တယ်ဒီလိုတွေပဲဒီကောင် heat ခံနိုင်မယ်ဒီကောင်တွေကပူတာကြုံတာမရှိဘူးပေါ့ပြီးတော့ဒီကောင်တွေကအဲ့လိုအရင်နဲ့ဆိုတော့ဒီကောင်ပြုတ်ခတ်ဖို့လည်းစိတ်မပူပါတော့ဘူးအခုကားဆိုဒီဘက်တကြောလုံးကနောက်ဆုံးပွဲမှာကျွန်တော်မောင်းတော့အရေးပြုံးပြောသွားတယ်ဘာလို့ပွဲကတနေ့ကုန်မောင်းတာလည်းဖြစ်တယ် round အများကြီးမောင်းလိုက်တဲ့အချိန်မှာအကုန်အရေးပြောကြသွားတယ် ABS အုံကြီးဆိုရင်လုံးဝမီးခဲလိုဖြစ်မီးတွေပါထပ်တောက်သွားတယ်ပေါ့နော်ဒါကတော့နောက်ဆိုရင်ဒါတွေမဖြစ်အောင်ကိုတို့ဆိုရင် engine heat ချီးတွေပါအကုန်လုံးထပ်ကားမှာပေါ့နော်ဒီကောင်ကျွန်တော်ဂျူနာဒီကောင်ကဟို sensitive ဖြစ်တာတခုရှိတယ်ဒီကောင်က heat ချီးလုံးဝမကြိုက်တယ်ကောင်ဒီကောင် engine ကအဲ့လိုရှင်းနေနေတာကျွန်တော်တို့ပုံမှန်ကျွန်တော်မြန်မာနိုင်ငံမှာလုပ်တယ်ဆိုအဲ့လိုတာဘိုတွေဆို heat ချီးပတ်တယ်ကျွန်တော်ဟို exhaust manifold ဆို heat ချီးပတ်တယ်ဒီကောင်ကသူက heat ချီး sensitive ဖြစ်တယ်ကောင်ဒီကောင် heat ချီးကိုလုံးဝမသုံးချင်အဲ့ကောင်အခုလုံးဝမမြင်အဲ့လုံးဝ heat ချီးလုံးဝမမြင်ရဘူးအဲ့တော့ဒီကောင်ကပိုက်တွေအားလုံးဒီကောင်အဲ့တာဘိုနာကပိုက်တွေအားအစားဒီကောင်အကုန်လုံးအဲ့ဒီကျွန်တော်တို့အပေါ်မှာ layer တစ်ထပ်ရှိတယ်ပေါ့အဲ့ကောင်ကအဲ့လိုတာဘိုအဲ့ manifold ကြီးကနေရဲနေအောင်ဒီကောင်ကအဲ့ကောင်ပိုက်တွေကိုအရင်မပြော်အောင်ဒီကောင်ခံမိတာကျွန်တော် drip queen ထဲမှာပြဿနာအမြင်တက်နေကြအဲ့တာဘိုကြီးหนีရဲပြီးတော့ဖြစ်သွားတဲ့အချိန်ဆိုရင်အဲ့နာအရာအကုန်လုံးအရေးပြောသွားတာသူ temperature အရန်မြင့်တဲ့အတွက်အရေးပြောသွားတာအဲ့တော့ तू ကအဲ့လိုမျိုးအရေးပြောတာမဖြစ်အောင် तू ကရှင်းတယ်ဗျာ
တခုအကာအကွယ်ခြင်းတဲ့အတွက်သူကဒီ pipe တွေအကုန်လုံးအကောင်သားတွေသုံးလိုက်တယ်အဲ့တော့ဒီ temperature ကိုခံနိုင်တဲ့ကောင်တွေ pipe တွေအကုန်လုံးသုံးလိုက်တယ်ဒါပေမဲ့ဒီ manifold ကြီးမှာ heat ရှိမသုံးတော့ဘူးအဲ့ဒါလေစမ်းတယ် manifold ကဘာ brand လဲညီ manifold ကဒီကောင် HBI HBI brand ကိုသုံးတာပါတယ် တောက်လျှောက်ပေါ့ ဟောဆက်လိုက်ပေါ့နော် ဆက်လိုက်ပေါ့တာဘိုအထွက်ကနေ ဒါလေးတွေအကြောင်းလည်းပြောပြပေးပါ ဟောဒီကောင်တွေကကျတော့ဒါ ignition coil ပေါ့ကျွန်တော်တို့ပုံမှန်ကားတွေဆိုရင် coil တွေကမီးပေးတယ်ပုံမှန်လောက်ပဲပေါ့ဒီကောင်တွေကပုံမှန်ဝက်ပဲထွက်တယ်ဒီကောင်ကမီးကိုအများကြီးလိုတာပေါ့မီးပေးဖို့အများကြီးလိုတဲ့အခါကျတော့ဒီကောင်တွေကပြီးတော့ဟိုမီးပေးလဲများတယ်ဒီကောင်တွေကဟိုမီးလဲငိန်တာပေါ့မီးအားပြောမယ်ဆိုကျွန်တော်inverter နဲ့ပဲပြောမယ်ဗျာအခု pure sine wave လို့သဘောပဲလျှက်စစ်ကငိန်နဲ့တင်းငိန်လျှက်စစ်ဖြစ်သွားတဲ့အတွက်ကားတွေကပစ္စည်းမပြတ်တော့မပြတ်တော့ပြီးတော့အဲ့ကောင်နဲ့တွဲသုံးဒီကောင်ဟို alternator ရယ်ဆိုရင်လည်းဒီကောင်ကဟိုဟာပေါ့ voltage အကြီးပေါ့တော့ကကြီးခံနိုင်တဲ့ဟာတွေအဲ့လိုမျိုး electronic ဘိုင်းဆိုလည်းဒီကောင်ကအကုန်လုံးအပြည့်ပေးနိုင်တဲ့ဟာတွေသုံးတာပေါ့ကားတစ်စီးကိုဆင်းတဲ့အပိုင်းမှာအဲ့လို detail ကိုစဉ်းစားရမယ်ဟိုမဖြစ်လာဘူးလို့ပြောလို့မရဘူးဖြစ်ကိုဖြစ်တယ်တစ်ချိန်မှာပေါ့နော်အချို့ကတော့တပွဲတစ်နေ့မှာမဖြစ်ပေမဲ့နှစ်ပွဲသုံးပွဲမှာတော့စပြီးဖြစ်တာပဲအခုကိုယ်တိုင်လည်းအခု wiring ပိုင်းတွေမှာအရန်ကောင်းစားတဲ့အပိုင်းတွေအများကြီးကြုံခဲ့တယ်ကိုယ်နဲ့ရောက်မှာဘာလုံးအောင်မသိဘူးဒီပြဿနာတွေကပေါ်လာတယ်ပြီးတော့ကိုရီးယားမောင်းတာမနေ့6နာရီလောက်တည်းကလေည6နာရီ9နာရီဒီဖြုတ်တဲ့ကောင်ဆိုတနေ့ကုန်ဒီကားကြီးကွာဟို temperature အပူရောက်မှာဒီ engine အပူကြီးနဲ့မောင်းရတာဖြစ်တဲ့အတွက်ဒီလျှက်စစ်ပိုင်းတွေစီပိုင်းတွေခုနကုန်ဒီလေးစဉ်းစားကုန်ဒီလေးလောက်ထားတာဒီကောင်စီပိုင်းနေဆိုရင်ဒီကောင် radiant တစ်ဆက်လုံးပေါ့ဒီကောင်စီပန့်အထိုင်ကနေစပြီးတော့ဒီကောင်ဟို line တွေအစအကုန် steel line တွေအကုန်ပြောင်းလာတာ C line တွေက C line တွေအကုန်လုံးဒီဘိုက်အောက်ထဲမှာဝင်သွားတာ steel line တွေဖြစ်သွားတာ original line လုံးဝမသုံး original line လုံးဝမသုံး original line လုံးဝမရှိတော့ဘူးဘာလို့လဲကျွန်တော်တို့ဟိုပုံမှန်ဆိုကျွန်တော်တို့စီထည့်ထားပြီးကားရက်ထားတာကြားရပါညာစီတွေပါဆွေးတတ်တယ်ပေါ့ဒီကောင် steel line တွေဆိုရင်ဆွေးရလည်းမရှိတော့ဘူးကိုမစီးပြလို့ဗျာပြစ်ထားခဲ့ရင်လေဒီ C line တွေကမဆွေးတော့ဘူးပြီးတော့ဒီ pressure ကိုသုံးဖို့အတွက်ကလည်းဘာစီပန့်ကိုသုံးတာစီပန့်ကျွန်တော်တို့ DW ပုံမှန်ကျွန်တော်တို့ဟို35တွေပါရအောင်ကျွန်တော်ပြိုင်ကားတွေသုံးတယ်ဆိုတော့300ပဲသုံးတာ DW 300ကျွန်တော်သုံးနေကြတာ DW 300ဟာ400ဒီကောင်400ပေါ့ဒီကောင်400သုံးပြီးတော့ injector တွေဆိုရင်လည်းဒီကောင်4လုံးတိုးမှာဆိုတော့950ဆိုတော်တော်ကြီးနေပြီဒါပေမဲ့ဒီကောင် injector အားလုံးဟိုဟာ ECU ကနေပဲ control လုပ်တာဆိုတော့အဲ့လိုမျိုးအကုန်လဲထားပြီးသားပေါ့ C line ကလည်းအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလာမေးကြရနော်စီစားလားဆိုတာဒီလိုမြင်ရင်ဒီလိုစီစားအောင်စားပါစီကတော့ကုန်တယ်ပေါ့ရှယ်ကုန်လားလေးလုံးတို့နဲ့မကန့်အောင်ကုန်တာပေါ့ကုန်တယ်ပေါ့နော်2.0ကြီးကဟို 4.8 တွေထက်တောင်ပိုစားပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအကုန်လုံးအကြီးတွေပဲအကုန်လဲရတယ်ကုန်ထည့်ထားတာအပြည့် power အပြည့်ပေးနိုင်အောင်ပေါ့ဒီ horse power တွေထွက်ဖို့ကဒီဟာတွေပေးဆက်ရပါတယ်ပြီးတော့နောက်တစ်ခုကခုနပြောလို့ဟိုဟာ fuel pan နဲ့ပတ်သက်လို့ပြောရမယ်ဆိုတော့ DW 400ကိုသုံးလာတယ်အဲ့ကောင်ဆိုရင်ကျွန်တော်ရေတင်ဆက်လို့ပြောရမယ်ဆိုဗျာရေမြန်ရောက်တယ်ဗျာ pressure အားကောင်းနဲ့ဒီရေတိုင်ကြီးကတော့ရေဝင်နေရပဲဒါပေမဲ့ရေကခဏလေးပြေအောင်တွန်းနိုင်တယ်ပေါ့သူ့ရဲ့ pressure အားရတောင်းတယ်အဲ့သဘောပဲဒီကားကိုလည်းပြင်းပြင်းနဲ့ तू က C ဖြန်းတဲ့ snake ကို तू ကဟိုဟာ950 cc တွေသုံးလာတယ်ပုံမှန်ကားကဟိုဟာ300 400လောက်ပဲပုံမှန်လောက်အဲ့လိုပဲရှိတယ်အဲ့ဒါကိုဗျာ2ဆလောက်ကြီးကို तू သုံးလာပြီး C ဖြန်းပေးမှာ तू က engine တွေကိုဖြန်းထုတ်ပြီးမဲ့ကောင်ကများတဲ့အတွက်တောက်က pressure တောက်နေမှာစီမပြတ်သွားမှာအကုန်လုံး pressure အားလုံးကပြင်းနေမှရအောင် pressure တွေရောမီးအားတွေရောအားလုံးကအဲ့လိုအပြည့်ပေးနိုင်နေမှရမှာမီးအားဆိုလည်းခုနကဟိုလုံးဝနော်ဟိုဟာမီးအားဆိုလည်းလုံးဝလက်ကွိုင်တွေကလုံးဝကွိုင်နေအဲ့ဟို alternator တွေကစအကုန်အပြည့်မီးအားအပြည့်ပေးနိုင်တဲ့ဟာတွေရောဘာလို့ဆိုတော့ကျွန်တော်တို့ဟိုပုံမှန်ဆိုရင်ကျွန်တော်တို့ဒီကားတွေဆိုရက်ထားတာဘာညာကြာတယ်ဆိုရင်ကျွန်တော်တို့ current စီးတယ်ဆို current battery အဲ့သူ auto drain လာတာပေါ့အဲ့လိုဟာတွေရောအားလုံးလည်းသူရှောင်ပြီးသားတစ်ခါလေးဖြစ်သွားတော့ battery ကလည်းအများနဲ့သူကအားပြည့်နေမယ်လိနေတာမျိုးတွေမရှိတော့ဘူးပေါ့ရှိလေမိုက်တယ်အဲ့ဒါလေးကတော့တကယ်ဒါအတွေ့အကြုံရကျွန်တော်ကားတွေကိုမမောင်းမဲနဲ့4 5 6လက်ရထားရင်ကားတွေ battery down သွားပြီကျွန်တော်တို့ကားထဲမှာမမြင်ရဘဲနဲ့လျှက်စစ်စီးနေတဲ့နေရာတွေ speed တွေအများကြီးရဒါပေမဲ့တေးသေးလေးတွေပဲနေ့တိုင်းမောင်းနေမသိအောင်ဒါပေမဲ့အဲ့လိုရက်ပေါင်းများစွာຢာတဲ့ထားမှာအဲ့ဒါတွေကလုံးဝဟိုရက်ထိုးရသွား battery တက်တန်းနဲ့ battery ကိုလည်းလစ်သွား battery ကိုလည်းလစ်သွားတော့တခါတည်း current CNC နဲ့သူကအားမပြည့်နေတော့တခါတည်းသူဖြည်းဖြည်းချင်းဆွဲဆုပ်သွားတာသူ energy ကိုအဲ့တော့ဒါတွေကိုမဖြစ်အောင်ဒီလို mid system တွေနဲ့သွားလာတာဖြစ်ပါတယ်ဝေါတော်တော်လေးညအော်ရှေ့မှာ balancer အကြောင်းလေးလည်းပြောပြပါဒီ balancer ဒီမှာအောက်ကဒီကောင်ဒီ balancer ဆိုကျွန်တော်တို့အဲ့ဟိုကျွန်တော်တို့ကဒီ crank ဒီကဟိုဟာ engine ဘိုင်းကကျွန်တော်တို့အကုန်လုံးဟို block ပဲကြံတာပေါ့ကျွန်တော် engine block တစ်ခုပါပဲသူတို့ဟိုစက်ရုံကထုတ်တဲ့ block ပဲကြံဒီကြံတဲ့ internal တွေပေါ့ကျွန်တော်တို့ piston တွေ ring တွေ rod တွေအကုန်လုံးကျွန်တော်တို့ဟို crank shaft ကအကုန်လုံးကျွန်တော်တို့လဲထားပြီးသားပေါ့အားလုံးက forge တွေလဲထားတာတစ်ခုလုံးကို forge အကုန်လဲထားတယ်ပြီးတော့ piston ရော piston ကကျတော့ကျွန်တော်တို့ဟိုဟာ super deck piston သုံးတာ super deck piston တို့ ACL bearing တို့ကျွန်တော်တို့အားလုံးက modify နေမှာလည်း ACL နာမည်ကြီးပဲเนาะကျွန်တော်လည်းခွဲခဲ့တဲ့ engine တွေအများကြီးပဲဆိုတော့အဲ့ဒီ bearing အဲ့ဒါကြီးပဲဝယ်သုံးရပါတယ်အများစုပေါ့เนาะကျွန်တော်အကုန်လုံးပေါ့ gasket တွေဆိုလည်းကျွန်တော်တို့သူ့ site နဲ့သူဟို tuner အကြိုက်ပေါ့ gasket တွေကအစားသူတို့ millimeter နဲ့ quantity time ပြီးအားလုံးလောက်ထားတာပေါ့ကျွန်တော်ဒီအဲ့ modifying crankshaft လဲတဲ့အခါကျရင်ကျွန်တော်ဒီ balancer ပေါ့ဒီကောင်ကဟို damper တွေလည်းလဲရတယ်ကျွန်
ကျွန်တော်တို့ vibration နည်းသွားတာပေါ့ vibration နဲ့နည်းသွားမယ် vibration နည်းသွားမယ် performance လည်းပို့ပြီးထွက်တယ်ပေါ့ဒီကောင်နဲ့ ပိုချောသွားမှာ ပိုချောသွားမှာပေါ့ ဟို clear မရှိတော့ဘူး clear မရှိတော့ဘူးပေါ့ကျွန်တော်တို့ဟို engine လည်းတက်တန်းပို့ရှည်မယ်ကျွန်တော်တို့ဒီလို modify လုပ်ထားတဲ့ engine တွေကြတော့ကျွန်တော်ပုံမှန်ဆိုတက်တန်းတိုးတတ်ကြတယ်လို့ပြောကြရတယ်ပေါ့ power အကုန်ထုတ်ထားတော့ အေးပေါ့ ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီဟာတွေကိုပါကာကွယ်အောင်လို့ဒီ balancer တွေလိုက်ထည့်တယ်အဲ့ဟိုဟာ valve spring တွေဆို steel valve spring တွေကျွန်တော်တို့အကုန်လုံးပြန်လဲထားပေးတာပေါ့အားလုံးကနည်းနည်းတက်တန်းလည်းပိုခံတာပေါ့ သူကဗျာကျွန်တော်တို့လိုပုံမှန်လူလိုသုံးတာမဟုတ်အားကစားသမားတယောက်လိုသုံးမှာဖြစ်တဲ့အတွက် तू ကအစားအသောက်တွေ energy drink ဟိုအားစီးတွေတောက်လျှောက်ကျွေးရတဲ့သဘောပေါ့အကုန်လောက်ထားမှ तू ကသူ့ခန္ဓာကိုယ်ကြီးကပို့ပြီးတော့ချိန်ရှည်ခံမှာမဟုတ်ရင်တက်တန်းတူတူလေးနဲ့ဒီကောင်ကြီးလစ်သွားလိမ့်မယ်အဲ့တော့အဲ့လိုမဖြစ်ရအောင်ဒါတွေအကုန်လုံးနဲ့ support ပေးတာ ပုံမှန် steel တွေတက်ကို तू ကအားလုံးက force steel တွေဆိုတော့အားလုံးကပူခံနိုင်တယ်ပေါ့အဲ့လိုပြီးတော့ကျွန်တော်တို့ဒီဟာဆိုဒီ model ကျွန်တော် VVDI မဟုတ်ဘူးပေါ့ဒီကောင်အဲ့ဒါကိုကျွန်တော်တို့ကအကုန်လုံး VVDI ဆက်98နော်ဒီကောင်90ဟုတ်ဒီကောင်က2000ပေါ့2000 model နောက်ဆုံး2002မှာတော့ကျွန်တော် VVDI မဖြစ်သေးဘူးဒါကို VVDI ဖြစ်အောင်လုပ်လိုက်ဖြစ်အောင်ဒီကောင်တို့ LED line တွေအားလုံးပေါ့ဒီကောင် electronic line တွေအားလုံးအကုန်လုံးကကျွန်တော်တို့ဒီ set light အားလုံးလဲထားတာပေါ့ sensor တွေအားလုံးဒီ sensor တွေရောဒီကောင်ဟိုဟာ pulley sensor တွေရောအကုန်လုံးတော့မပါတဲ့ VVDI ကိုပါအောင်လုပ်ပေးလိုက်တယ်ပါအောင်အကုန်လုံးဒီကျွန်တော်တို့ဒီ model မှာဘယ်လို့မှ sensor မပါနိုင်သေးဘူးအဲ့ဒီဟာကိုကျွန်တော်တို့ကအားလုံးက sensor နဲ့လုပ်အောင်လို့အဲ့ဟိုကားရဲ့အုံနောက်ထဲကိုပို့အောင်လုပ်တာတကယ်လည်းဒီကောင်က drift vlogger ရဲ့တကဟိုအခုလည်း formula drift တွေမှာဒီကားတွေကမပါမဖြစ်မြင်နေရတဲ့ကားတွေပြီးတော့ Japan drift ကားမှာတကယ်ကိုနာမည်ကြီးပြီးတော့အခု Tokyo drift ထဲမှာလည်းမင်းသားကားမောင်စတင်ခဲ့တာ Mona Lisa နဲ့စတင်ခဲ့တာဒါ Mona Lisa ပဲဒါပေမဲ့ခုနကပြောသလိုမျိုး S15 ကိုကြိုက်တဲ့လူလည်းအများပြားရှိလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်း drift ကားရဲ့အကိုကိုယ်တိုင်ဆိုလည်းဟိုဟာစီးခဲ့ဘူးလေကွာ S14 စီးခဲ့ဘူးတယ် S15 တွေလည်းစီးတော်များစီးရပြီးတော့နောက်တစ်ခုက 180 လည်းဝယ်ခဲ့ဘူးတယ်အဲ့တော့ feeling မျိုးစုံပေါ့ပြီးတော့ S13 ကတော့ကိုတော့မပိုင်ဘူးဒါပေမဲ့တငယ်ချင်းကားတွေယူပြီးမောင်းဘူးတယ်အဲ့တော့ feeling မျိုးစုံကိုကျွန်တော်တို့ကသိတဲ့အတွက် S chassis ကဘယ်လောက်ကျန်းလဲဆိုတော့လည်းသိတယ်အရန်ကို driving လောက်ရတာလွယ်လုံးတယ်ဗျာဟို drift ဆော့မဲ့လူဆိုရင်အဲ့ကားတွေနဲ့တင်မယ်ဆိုရင်4 door နဲ့တပတ်တင်ရရင်အဲ့ကားဆို300နဲ့တက်တယ်ကျွန်တော်တို့ကတရက်နဲ့ကိုတက်သွားတရက်လောက်နဲ့တက်တာ drift ဒီ door နဲ့ပေါ့နော်မမရဘယ်မှာလဲမသိဘူးလေ့ကျင့်တာပါလေအရင်တော့လမ်းပေါ်မှာတော့မဟုတ်ဗျာကျွန်တော်လေးစိတ်ကြီးအခုစတော့ကတော့လေးစိတ်ကြီးစပြီးတော့ဖွင့်ပြီးတော့အဲ့မှာသူတို့ကားပကင်းရှိရယ်လीစဆောက်နေတဲ့အချိန်ကားရှေ့ကကားပကင်းမှာမိုးရင်းထီးချပြီးတော့ထီးကိုလည်းမှာချပြီးအဲ့ဒါကိုပတ်ပြီးတော့ drift ကိုစပြီးလေ့ကျင့်ခဲ့တာပါ drift ဆိုတာတကယ် detail drift ပေါ့နော်အဲ့လိုမျိုးပေါ့ဒီတော့တက်ရတာလည်းမြန်တယ်ပေါ့ဒီ chassis ကပြီးရင်ကျွမ်းသွားတဲ့အချိန်ကျရင်လည်းသူများကားတဲ့ထိန်းရတာပိုလွယ်တယ်ဟုတ်တယ် तू ကအဖက်ဘက်က तू drift chassis ဖြစ်နေတယ်ဆိုတဲ့ဟာဟိုလုံးယူပြီးလဲရတာမျိုးမဟုတ်ဘူးသူကိုနိုင်ကိုကလွယ်နေတာကျွန်တော်ဥမာ IRV နဲ့ဥပမာပေးမယ်နော်ဒါကတော့ကိုကြိုက်တဲ့ကိုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့စီးခဲ့တဲ့အတွေ့အကြုံ experience ပြောတာဟိုကားပေါ်ဟိုဖြစ်တော့ပြောမှာဥပမာအနည်းဆုံး IRV တို့ crown တို့ဆိုရင် drift လုပ်မယ်ဆိုရင်သူ့ရဲ့ body weight balancing ကဒီကောင်လေးလိုမျိုးကြီးပေါ်ပါပြီးတော့ smooth ဖြစ်မနေဘူး तू ကဘာလို့လဲဆိုတော့ရိုးရိုးတာမန်အင်ဂျီကားကနေတဆင်သွားတဲ့ chassis ကိုမှပြိုင်ကား engine 1G set တွေတင်ထားတာဖြစ်တဲ့အတွက် power တော့ကြီးတယ်ဗျာ 1G set ကအစားရကျဲတယ်ဒါပေမဲ့ drift ဆော့မယ်ဆိုရင်သူတို့ကပတ်စံနေအများကြီးထည့်ရတယ်ဒီကားတွေကဒီ spec တွေမပါဘဲနဲ့လေသူ့သူလဲနေတာသူ့သူလေးနဲ့သူ့ stock လေးလည်းလဲတယ် LSD တော့ပဲလဲဒါပေမဲ့ဒီလိုမျိုးထည့်ရင်တော့ဒါဟို perfect ဖြစ်သွားတဲ့အဆင့်ကိုရောက်သွားတာပေါ့နော်ဟာတော်တော်ရှိတယ်လေးကားကတော်တော်ရှိတယ်အားကြောင့်လဲစစ်ခုခေါ်လိုက်တာကျွန်တော်တယောက်တည်းရိုက်နေမယ်ဆိုရင်လည်းတော်တော်ကြာပြီးတော့တော်တော်ဘောမှာဒါတော့ကျွန်တော်တို့အများကြီးရှိသေးတာပေါ့ဒါထဲမှာအကုန်လုံးလဲထားတဲ့ပစ္စည်းလေးတွေအများကြီးရှိတယ်ကျန်သေးတယ်ဒီကောင် gear box တွေကစဒီကောင် Nismo gear box အော် gear box တဲ့ Nismo gear box ဒီကောင်ပုံမှန်ဒီကောင် spec R ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ပုံမှန် Sevilla တွေက5 speed ဆိုရင်ဒီကောင် spec R 6 speed ဒီကားက spec R 10ဖြစ်တယ်အဲ့တော့ gear box ကစား chassis မှာဟို spec R နဲ့လာတဲ့အတွက် gear 6ချက်ဖြစ်သွားတယ်ပုံမှန် Sevilla မှာ gear 5ချက်နဲ့လာတယ်ပြီးတော့နောက်တစ်ခုအော်တိုနဲ့လည်းလာတယ်အော်တိုနဲ့လည်းလာတာဟုတ်တယ်အော်တို4ချက်တွေနဲ့လာတယ်ဆိုင်မှာဆိုရင်ဟိုမီဇိုဂါကြီးဟိုတခါလာစင်တော့ဆိုရင်အော်တိုကြီးနဲ့လာတာနော်သူကအဲ့လိုမျိုးလည်းရှိတယ်သူကဒီ chances ကမျိုးစုံကိုဒီကောင်ဒီဂျပန်တွေကလိခဲ့တဲ့ဟာပေါ့နော်တကယ်လဲ GTN လက်ပြတ်ထဲမှာတကယ်ကို unique ဖြစ်တဲ့ကားတစ်စီးဖြစ်ပါတယ်အဲ့တော့အတွင်းခန်းထဲမှာဘာတွေစဉ်းစားလဲပြီးတော့ဆက်နိုးတန်လေးကိုလည်းဆက်ပြီးကြီးလိုက်အောင်ကဲခုဆိုရင်အရင်တက်တောင်းတက်တာရှိတဲ့ကားတစ်စီးလေးကိုရောက်သွားပါပြီစတာပါဒါတော့ကပတ်ပါညာပေါ့နော်ပတ်လို့ရတယ်ကျွန်တော်တို့မပက်ပြတော့အရင်မုန်းချက်လို့ကဲ CRM မရှိပါဘူး CRM ဒီပါပါโอเคCRM တက်ပြီးပြီကားခိုးမခံရင်ဒါလေးဖြုတ်ထားလိုက်ပေါ့နော်အဲ့ဒါဆိုကားခိုးတဲ့ကောင်တော့ရှိလဲခိုးလို့မရဘူး Mr. Bean တော့โอเคကဲအခု interior တော့တကယ်ဟို perfect drift car တစ်စီးရဲ့ interior ပေါ့နော်ဟိုအကုန်ဖြစ်တယ်အခုတော့လေးခဏ online မယ်ပေါ့နော်
စာပြီးတက်လာပါပြီ infotainment secret link engine management ဆိုတဲ့စာလေးနဲ့သူရဲ့ gauge တွေထပ်တက်လာပြီအကုန်လုံးကဒီ original gauge တွေအကုန်လုံးဖြုတ်လိုက်ရတယ် cluster တွေအကုန်လုံးဖြုတ်တယ်ပြီးတော့ဒါကိုပြန်တက်ရတာပေါ့နော်ပြီးတော့နောက်တစ်ခုရှိသေးတာဒီမှာဒါဆိုရင်တော့ boost ပေါ့နော်ကျွန်တော် boost gate က HKS ကိုတုံးပြတာကျွန်တော်တို့ stock မှာလည်းဒီကောင် spec အဖြစ်သွားရင်အဲ့နေရာမှာသူက stock boost gate လေးပါတယ်အဲ့ဒါကိုဖြုတ်ပြီးတော့ဒီကောင် HKS ထည့်တာသူကဒီ site ကဟို cover ကနေပြီးဆင်းချလာနော်ပြီးတော့နောက်တစ်ခုပြောရမယ်ဆိုဒီမှာဒါ Rogish ပေါ့အဲ့ဒါဘာ brand လဲဒီကောင် Cusco ကိုမှဒီကောင်8 point ပေါ့ Cusco 8 point နော်8 point ဒီကောင် cross bar တွေပါပါတယ်ပေါ့နောက်အပြည့်ပေါ့ဒီအနောက်ကျောထဲမှာလည်းဒီလို cross bar တွေပါတဲ့အတွက်safety လည်းပိုကောင်းတယ်ပေါ့နော် safety လည်းပိုကောင်းတယ်ကျွန်တော်တို့ကားလည်း stable ပိုဖြစ်တာပေါ့ဒါပေမဲ့တစ်ခုရှိတယ်ဒီ Rogish တွေတက်ထားပြီးတော့မောင်းမယ်ဆိုရင်အကောင်းဆုံးကတော့အမြန်တိုင်းပြောရရင်ဒီ Rogish တွေမှာကျွန်တော်တို့ကဖော့တွေပတ်ရတာရှိဖော့တွေပတ်ရဟုတ်တယ်မဟုတ်ရင်ခေါင်းဆောင်ပဲဒါမှမဟုတ်ရင်အဲ့လိုဖော့တွေမပတ်ချင်တခုရှိတာကပတ်ပတ်မှာကပတ်အမြင်နဲ့ပတ်မှာဟုတ်ကဲ့ကားတိုင်းလို့မသိပဲဒါနဲ့ခေါင်းနဲ့ဆောင်းလို့သိလိမ့်မယ်ဟုတ်ပါတယ်ကိုင်းထဲမှာဆိုရင်တော့ကျွန်တော်တို့ helmet ဆောင်းတယ် helmet ဆောင်းတာဖြစ်တဲ့အတွက် helmet နဲ့တွားတိုက်တာမျိုးဖြစ်ခဲ့တယ်တက်ရမယ်ပေါ့ဒီကျွန်တော်နောက်ဆုံးဘိန်းကျွတ်သွားတော့ကကျွန်တော်ကားလုံးဝအဲ့လို2ပေလောက်လေးပေါ်လန်တက်သွား2ပေအောင်မကလာဘူးအဲ့လိုတော်တော်လန်သွားတဲ့အချိန်မှာလူကကျွန်တော်ဒီကပတ်တွေတေချာပတ်ထားတဲ့အတွက်ဒီကောင်လူကုံချုပ်တာဒီလိုလေးတစ်ချက်လှုပ်သွားပြီးသွားတယ်အဲ့နေရာမှာကပတ်တာကောင်းကောင်းမဟုတ်ရင်ကျွန်တော်ကဒိုင်နဲ့ခေါင်းဆောင်ပြီးကိုယ်နေပြီထဲထဲမှာအဲ့တော့အထဲထဲမှာဘာဖြစ်လဲလို့မေးရင်ကျွန်တော်တို့ကကြောက်ကိုမကြောက်တာဆိုတာ safety ဖြစ်နေရလို့ယုံကြည်ရဗျာဒီပစ္စည်းတွေအကုန်လုံးကိုကျွန်တော်တို့ accessory တွေသုံးစွဲထားတဲ့အတွက်အဲ့ကားတွေမှာအတက်ကြတာဒီ Rogish တွေပေါ့ဒီ bucket seat တွေပြီးရင်ဒီဘက်မှာကျွန်တော်တို့12 point နေမှာဆိုဒီဘေးဘာတန်းမှာပါကျွန်တော်တို့6လောက်ကိုလာပြီးတော့ဒီဘီရက်တစ်ခုကလာတိုက်လိုက်တယ်ဆိုရင်တော့ကိုရှိကိုဝင်မလာအောင်ဒါမှဒီမှာကားရဲ့တန်းပါဒါပေမဲ့အဲ့တန်းပါရင်ကျွန်တော်တို့ကားရဲ့ဝင်ဆောင်းတရုပ်ပြတ်တယ်အစင်မပြေတော့ဗျာနော်ဒီကောင်ပုံမှန်လဲလမ်းပေါ်မှာမောင်းလို့ရအောင်ပုံမှန်ဆိုကျွန်တော်တို့အဲ့ဟိုကိုမိုးပြောသလိုမျိုးဘေးတန်းနေပါရင်ဒီကောင်ကကျတော့ dashboard ကိုဖောက်ရတော့မှာဒီကောင်ကကျတော့ဟိုဒီကောင် original လည်းမပြည့်စည်စေချင်လည်းမပြည့်စည်ချင်တော့ကျွန်တော်တို့ကဒီ dashboard အကွေးပေါ့ dashboard ကိုရှောင်ပြီးတော့သွားတဲ့ Rogish ကိုသုံးတာသူကောက်ပြီးတော့ဟိုfitting ချပြီးသားဒီ cutting တိုင်းဝယ်ရုံပဲဒီကနိုင်ငံခြားမှာလည်းခစ်စားပြီးသားကားဖြစ်တဲ့အတွက်ကြတော့ပြီးတော့ဒီမှာကျွန်တော်ဒီဘက် channel တွေလို့သွားမယ်ဗျာဒီဘက်ကစပြောမယ်ဒီမှာအပေါက်လေးတစ်ပေါက်တွေ့တယ်ကွာဒီຢာလေးပေါ့ဒါဖုံးရသွင်းတဲ့ပေါက်လားမဟုတ်ဘူးဒီကောင်ကကျွန်တော်တို့ပုံမှန်ဒီ model မြင့်ကားတွေမှာဆိုတော့ကျွန်တော်တို့ဟိုအောက်ကနေတော်တော်ထိုးရတယ်ပေါ့ကျွန်တော်ကွန်ပျူတာထိုးတယ်တို့ဒါလောက်တယ် OBD ပေါ့ OBD ဆိုအောက်မှာတော့ထိုးတယ်အောက်မှာတော့ထိုးရတယ်ဒီကောင်ကထိုးရတယ်လွယ်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့ဟို link ကျွန်တော်တို့ပြောတဲ့ဟို ECU ကတော့ကျွန်တော်ဒီအောက်မှာရှိတာပေါ့ဒီအောက်မှာရှိတာကျွန်တော်တို့ကဟိုဟာ तू ကကာဘာတွေပါလဲပါတယ်ရေးတွေပါလုံအောင် moisture လုံအောင်တခါတည်းထည့်ထားပြီးသားပေါ့ဒီထဲမှာအဲ့ဒါမှကျွန်တော်တို့အဲ့အောက်မှာကုန်းပြီးသွားပြီးတော့ထည့်ကြမလို့ကျွန်တော် laptop နဲ့ချိတ်တဲ့အခါကျရင်အဲ့ဒီမှာလွယ်အောင်ပေါ့ကျူနာတော့ပေါ့ကျူနာကဗျာဒီမှာထိုင်မယ် laptop နဲ့ဘာညာ click မယ်နင်းမယ်ဘာညာ dyno တွေပေါ့တင်မယ်ဆိုရင် ECU ရဟိုးအောက်မှာကျွန်တော်တို့ကဟို safety ဖြစ်တဲ့နေရာတစ်ခုမှာပို့လာတာဖြစ်တဲ့အတွက်အဲ့ကျိုးကိုဒီဘက်ကိုလာထုတ်လိုက်တာဒီထဲမှာဒါလေးကအားကြောင့်တော့ဖုန်းအားသွင်းတဲ့ကျိုးမဟုတ်ပါဘူးလို့ဒါကဒီကားကို manage လုပ်တဲ့ဟာတွေကိုသုံးတာပြီးတော့ဒီဟာကိုလည်း password နဲ့သူက lock ချသွားပြီးကျူနာအဲ့တော့ဒီထဲကဟာတွေကို setting တွေပြောင်းတာမျိုးကို तू ကလုံးဝပေးမလုပ်ထားပါဘူးဒီကားကိုလှုပ်ရှင်နေဆိုသူ့ကိုပြန်ခေါ်ပြီးလုံးဝသူ့ကိုပြန်ခေါ်ပတ်စံထပ်ပေးရပါမယ် okay ပြီးတော့ဒီဘက်ကိုသွားမယ်ဒါလေးကကျွန်တော်တို့ e-brake လို့ခေါ်ပါတယ်ဒါကကျွန်တော်တို့အခု clutch kit ကျွန်တော်တို့ကပေးတော့မယ်ဆိုရင်ဟို corner လို့ speed တစ်ခုနဲ့မောင်းလာပြီးဒါတစ်ချက်ဆွဲလိုက်တာနဲ့ကားဒီလိုဖြစ်သွားမယ်စတယ်ပြီးရင်ကျွန်တော်တို့ clutch လေးကိုတောလိုက်တာနဲ့အဲ့တိုင်းလေးဘန်းနဲ့တောက်လျှောက်တော့မယ် low door ပို့ shot လေးကိုလည်းဒီကနေသွားနိုင်မယ်ဒီကောင်ကဒါ Jiggy Dash လို့ခေါ်တယ်ရှမ်းမိုက်တွေ brand ဖြစ်ပါတယ်ဈေးလည်းကြီးတယ်ဒီလိုကန်ရတဲ့အရာတာဗျာလက်လုံးဝမနာဘူးကျွန်တော်ကိုင်းမှာထည့်ထားတဲ့ဟာဆို branded မဟုတ်တော့လေကျွန်တော်ဒီညတော့အသက်မှာတက်တယ်2ရက်3ရက်မောင်းလိုက်ရင်ဒီကောင်ကဟို hydraulic ဟိုဟာဘူးလဲပါတော့ဒီကောင်နည်းနည်းလေးဒီလောက်ကျွန်တော်တို့ဆွဲတာနဲ့လော့သွားပြီဘင်းကအရင်အားတော့ရောဒုံးလို့ဆွဲရမလို့ကျွန်တော်တို့အချို့ကားကြီးဆိုရင်အားတော်သုံးရတယ်နော်လူတွေတစ်ချက်တိုးလိုက်တာနဲ့ကား flip ဖြစ်သွားပြီးဒီကားမနိုင်ပြောရင်ကနန်းလေးအယုတ်လေးတရုပ်လိုပဲအဲ့လိုတလူသွားလို့ရတဲ့ feeling မျိုးရတယ်ဒီကောင်သုံးမယ်ဆိုလည်းမိသေးတယ်ဒီကောင်ကျကျွန်တော်တို့ကားတွေပါရဲရင်ညသုံးလို့ရဒီကောင်ကျတော့ तू ကမောင်းတဲ့ခါပေါ့ကျွန်တော်တို့ဒီနှမျိုးလုံးလုံးမယ်ပေါ့ဩဒါဒီကနော့ပလေးကလည်းချစ်စရာလေးဒီနောက်လေးဒီကောင်လည်း Yashido factory ပဲပေါ့ဒီကောင်လည်းအဲ့ကျွန်တော် Damper မှာသုံးထားတဲ့ brand ကိုပဲကျွန်တော်ပြန်သုံးထားတာဆက်စီကြိုက်တယ်ပန်းအောင်လေးတွေပဲသုံးတာဒီမှာပန်းအောင်လေးတွေကားတော့မကောင်းလို့ဂီယာကလည်း short shift ကြီးဖြစ် short shift ဒီကောင်ဟိုကျွန်တော်တို့ပြောသလိုပဲဟို Nismo gear box ဖြစ်သွားတော့ကျွန်တော် short shift တွေပါတယ်အားလုံးက तू က gear box ကြီးတစ်ခုလုံးလဲထားတော့ပါတာပေါ့ gear box ကလည်းကျွန်တော်တို့က horsepower အကြီးကိုခံနိုင်အောင်လို့အဲ့ဒါ reinforce တွေလုပ်ထားပြီးသားအဲ့ဒါလည်းတကယ်ရေးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ gear box original gear box တွေကဘလောက်
host ကိုလက်ခံနိုင်နေဆိုတဲ့ဟာရှိတယ်ဗျာဥပမာကျွန်တော် R154 ဆိုရင်ဘယ်လောက် horse power ဥပမာ600ဆို600 limit ရှိတယ်အဲ့နားရောက်ပြီဆိုရင်ပြတ်ဖို့ chance များလာပြီပြတ်မယ်လို့တော့မဆိုလို့ဘူးများဆုံးရင်ပြတ်မယ်အဲ့ဒီနေရာမှာခုန V161 တို့ဘာလို့လို့ Supra မှာလာတဲ့ gear box တွေဆိုရင် gear box တစ်လုံးလေးကိုအသစ်က300ကျော်လောက်ဖြစ်နေတယ်အခုဆိုရင်အဲ့တော့အဲ့လို gear box တွေ horse power 1000ထိလာမသိဘူးခံနိုင်တယ်ဟုတ်တယ်ဒီကောင်ကပြီးတော့ကျွန်တော်တို့ collet တွေဆိုရင်လည်းဒီကောင်က twin collet တွေကိုမှဒီကောင်ဆို Nismo သုံးထားတယ်ပေါ့ဒီကောင် Nismo Copper ကိုမှဒီကောင် horse power 600ကျော်လောက်ထိကောင်းကောင်းခံနိုင်တယ် collet ကကျွန်တော်တို့အခုဒါဟို clutch ကပါသုံးတာ clutch ကဒီကောင် twin clutch ကို မှ Nismo Copper Mix ပေါ့crankling တော့မြည်သေးလား crankling မမြည်ဘူးဒီကောင်နားညစ်သက်တာပါပဲပေါ့အချိုးကြတော့လေဘာဖြစ်လဲဆိုတော့အရင်တုန်းကကျွန်တော်တို့အဲ့ crankling တန်ကိုအရန်ကြိုက်တယ်နောက်ပိုင်းကျတော့အဲ့ crankling တန်ကိုကိုက clutch မီးတဲ့အချိန်ကြီးမီးပွိုင်းမီးတဲ့အချိန်ဆိုနည်းနည်းနားညစ်ရလို့ခံစားလာတော့ကျွန်တော်တို့ကနောက်ပိုင်းသိမကြိုက်လာတော့ဘူးဒါပေမဲ့တမျိုးကြီးပေါ့နော်ကွင်းထဲမှာဆိုရင်တော့မအားဖြစ်ဘူးဗျာ drift ကွင်းထဲမှာမောင်းတာတော့စူညံနေတဲ့အတန်တွေကြားထဲမှာဆိုတော့ပြဿနာပြီဒါပေမဲ့မျိုးပေါ်မှာမောင်းမယ်ဆိုရင်တော့အဲ့ crankling တန်ကနည်းနည်းတော့ဟုတ်တယ်ပြီးတော့ကျွန်တော်တို့ဟိုဒီလိုအခုအဲ့ Nismo ဟာဆိုကျွန်တော်တို့ Copper Mix နဲ့ဘာညာဆိုတော့သူတို့ကဟိလဲကျွန်တော်တို့ကလတ်ညှော်တာတို့ဘာတို့အဲ့လိုညှော်နေနေသိမထွက်တော့ညှော်နေနေပါသိမထွက်တော့ဘူးတိတာတော့အဲ့လေးပါဝါလည်းခံနိုင်တယ်ပေါ့ဒါရောဟောဒါကတော့ဘာမှမဟုတ်ဒါ entertainment ဘာလို့ရှုံးလို့မရဘူး air con လည်းထားရတယ် drift ကားကြီးကို air con တွေလည်းတက်ထားရဗျာပြီးတော့နောက်တစ်ခုက woofer လည်းထည့်ထားတယ်ဗျာပြီးတော့ sound system ကိုလည်းဒါ Pioneer sound system ကိုသုံးပေးထားတယ်ဘာညာသူအတန်လည်းနားထောင်နေသေးတယ်လူရင်းတာအများများတော့အကုန်ရှောက်ထည့်တာပြီးတော့ခုံဒီကားလေးမှာထူးကြခုံလေးရှိတယ်အဲ့လိမ္မောင်ခုံလေးအဲ့ခုံလေးအကြောင်းလည်းပြောပြအောင်ပုံမှန် Sevilla ထဲမှာအဲ့လိုအကြောင်းလည်းမလာဘူးပုံမှန်ကျွန်တော်တို့ဒီ Sevilla ကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရှိမှာအစီး3000ကျော်လောက်ပဲထွက်တာပေါ့ကျွန်တော်မှထွက်တာ2002အထိပေါ့အဲ့ဒါအောင်မှဒီ India ကိုတို့ကဟိုကားအစ်စ်တို့စမှာတဲ့အခါမှာဒီကောင်အပြာတွေလာတယ်ရှားရောင်တွေလာတယ်လက်ပြာကြီးမြင်ရတယ်လက်ပြာတွေတော်တော်များလက်ပြာတွေလာကြတယ်အဲ့ဒါကိုဒီလိမ္မော်ရောင်းဒီကောင်ချုပ်ထားတယ်လို့ထင်ရမှာမဟုတ်ဒီကောင် original ဒီခုံနဲ့ပေါ့အခုပထမဆုံးဒီကားကိုစားတွေ့တော့ကဘန်ကောက်ပို့ပြီးချုပ်ထားတာလားတခုခုပေါ့နော်စဉ်းစားမိတယ်ပြီးတော့မှ original မှဒီကောင် original ဟိုမှဒီကောင်ပြီးတော့ဒိုင်ခွက်ကကျွန်တော်တို့ဒီကောင်ကတော့ဟိုဟာ link အတွက်ကျွန်တော်ဒိုင်ခွက်လဲလိုက်တာပေါ့ပုံမှန်ဆိုဒီကောင်ကဒီလိုလိမ္မော်ရောင်ဒိုင်ခွက်နဲ့ပါလာတာတွဲလုံးအဲ့ဒါတော့ဖြုတ်လိုက်တာပေါ့အဲ့ဒါအောင်မှဒီကောင်ကတစ်ကမ္ဘာလုံးမှာအစီး300ကျော်ပဲရှိမှာဝိုးအစီး300ကျော်အစီး3000မှာ300ပဲရှိမယ်အစီး300ကိုကျွန်တော်တို့ကဒါဒီနဲ့ပြန်ဆွဲထားရတာပေါ့ဒီကားမှာတက်ဖို့အတွက်ယူရီးယားမှာဆိုဒါတွေတားကြိုက်ကြတယ်သူတို့ကြိုက်တဲ့ vibe ပေါ့ဟိုလူတိုင်းနဲ့မတူဘဲနဲ့စမ်းနေတဲ့ feeling တစ်ခုကိုရတယ်ပြီးတော့နောက်တစ်ခုကဒီအထက်က ECU တွေဒီကောင်တွေပြီး harness ဆိုတာရှိတယ်အဲ့ဒါကျတော့ဒီကောင်နဲ့ ECU ကြားတွေကို connect သွားလောက်တာ engine နဲ့အဲ့လိုတောက်လျှောက်သွားတယ်ဗျာဝါဂျိုးတွေပေါ့ဗျာလွယ်ပြောမယ်ဆိုအဲ့ဝါဂျိုးတုပ်ကြီးကလည်းဈေးကြီးတယ်ပြောရတာလွယ်လေးပဲဒီကောင်ဟို original သူ့ဟိုကားလာတဲ့ဝါဂျိုးတွေဘာမှမရှိတော့ဘူးဟိုကျွန်တော်တို့ဝါရင်းစိတ်မှာသွားပြီးတော့ဝါဂျိုးတွေသွားဆွဲလို့မရဘူးသူ့လုံးဆောင်ချက်နဲ့သူ့ဝါဂျိုးသူ့ socket နဲ့သွားရမယ်ပြီးအဲ့ဒါတွေကိုလောချလာတာကြီးပါအကုန်လုံးလို့ရတယ်ပြီးတော့နောက်တစ်ခုကဒီမှာဒါတချင်းနေတဲ့ခလုတ်တွေလားဒီကောင်ဟိုဒီကောင် ECU နဲ့တခါတည်းတွဲပြီးလာတော့ဒီကောင်ဟို control ဟို module လို့ခေါ်တာပေါ့ control module ကိုခလုတ်လေးလုံးထားရတယ်အဲ့ခလုတ်လေးတွေရဲ့လုံးဆောင်ချက်ကဒါဆိုရင် boost ချိန်တာလား boost ချိန်တာကျွန်တော်တို့ဘယ်လိုပုံမှန်ကားတွေမှာကျွန်တော်နောက်ပိုင်း model မြင့်တဲ့ကားတွေမှာဒီနားလေးတွေမှာဟို support plus လို့ပါတယ်လေကျွန်တော်ဒီမှာကျတော့ဒီကောင်ဟို map 3မျိုးပါတာပေါ့ဟုတ်ပြီဒီကောင် map 1ဆိုရင်ကျွန်တော်တို့ကဟိုဟာ boost က1 bar ဒီကောင် turbo ကလည်းဒီကောင်ဟိုဟာဗာလဲ Garrett turbo လဲထားတယ်အကြီးပေါ့ GT ဟိုဟာဗာလဲ27လားမသိဘူး ICB ပေါ့အဲ့ကောင် horsepower 900လောက်ထွက်တယ်ဒီကောင် horsepower 950 950လောက်ထွက်တာပေါ့950 maximum ထွက်တယ်950 maximum ထွက်ဒါပေမဲ့ကျွန်တော်ကဒီကောင်ကို boost ကိုကျွန်တော်အရန်မတင်တာဘူးကျွန်တော်အရန်မတင်ထားပဲနဲ့ကျွန်တော်က high boost ကိုမှဒီကောင်က map 3မျိုးကိုကျွန်တော်က1 bar ရယ် 1.2 ရယ် 1.3 ရယ်အဲ့ဒါအောင်မှဒီကောင်ကျူနာကျွန်တော်ပြောတယ်ဒီကောင်က 1.8 လောက်ထိဒီကောင်လဲထားတဲ့ engine တွေကိုခံနိုင်တယ်ပေါ့horsepower ဒီကောင်က900ကျော်ကျော်အဲ့လို maximum ထွက်မယ်ပေါ့ဒါပေမဲ့ကျွန်တော် engine တက်တန်းလဲတိုးသွားမှစိုးတယ်ကျွန်တော်နိုင်ငံ C ကလည်းပုံမှန်ကျွန်တော်တို့97လောက်တိုင်ပတ်နေ99ဖြစ်နေတော့100ထဲမှာဒီကောင်က power အပြည့်ထွက်မှာပေါ့ဘန်ကောက်မှာဆိုရင် E85 တွေ E85 ထဲရင်ဒီကောင်ကဟို turbo horsepower အပြည့်950အပြည့်ထွက်မယ်ဒီကအဓိကကျွန်တော်နိုင်ငံမှာပြဿနာတက်နေတဲ့မှာ C လဲပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့က race fuel ကိုသုံးနေတဲ့အခါမှာ race fuel ကအိမ်မှာသိမ်းလို့လည်းမလွယ်ဘူးကိုယ့်ကိုမီးရှိုးလို့ဖြစ်ကုန်တယ်မီးလောင်ရမ်းလွယ်တာပေါ့မီးလောင်ရမ်းလွယ်တယ်အငွေ့ပြန်လာလည်းရှိတယ်အဲ့တော့သူတို့နိုင်ငံတွေမှာကျတော့အဲ့လို C fuel ကကျွန်တော်ပြိုင်ကားတွေအတွက်ကအရန်ကြီးကြီးတယ်စီမားလို့လုံးဝမရဘူး92တွေပဲတော့ထဲလို့လည်းမရဘူးဟိုတနေ့တော့သူ97ကုန်ကန်ကြီးတော့ဟိုမေးပြီးမောင်းလိုက်ရတယ်နော် cruise တော့95သွားမထည့်ဘူး95ထည့်လိုက်ရင်ဒီကောင်ဟိုစီတိုင်းတွေမှာလည်းပြဿနာတက်မယ်ဟိုမီးတွေစီတွေရေတွေချိန်လာမှမှန်တော့အင်ဂျင်လည်းထိတာပေါ့အဲ့လိုမျိုးဒီကောင်ကပြီးတော့ကိုမိုးကနာပြောသလိုပဲခလုတ်ကဒီကောင်က boost ကောင်ချိန်တာမပြောင်းတဲ့ဟာပါမယ်ဒီကောင်ဆိုဒီကောင် anti lag ပေါ့ကျွန်တော် rally ကားတွေမှာဆိုရင်3ဘောင်းမီးတွေလုံးလိုက်ထွက်မယ်
ဘာညာပေါ့ အခုစမ်းပြလိုက်ဘေးရပါလာတိုင်သွားလိုက်မယ်တခါ ဒီကောင်ပြီးတော့ဒီကောင်ကကြတော့ကျွန်တော် launch control ပေါ့ launch control ကကြောက်ခုံ ဘာညာခုံထွက်မယ်ပေါ့ အဲ့လိုပြ class ကိုကျွန်တော်တုတ်တဲ့အချိန်မှာလွတ်နေအောင်တဲ့အချိန်မှာဒီကောင်လေးသူကဖုတ်လို့ခုံထွက်သွားတာ ကျွန်တော်တို့ launch control ပါမယ်ပြီးတော့ဒီကောင်ကကျွန်တော်တို့ခုနပြောတဲ့ line lock ပေါ့ line lock လုပ်တဲ့ club ရှင်းကကျွန်တော်ဒီတောင်လေးမှာထားတဲ့ line lock ဆိုတဲ့ဟာလေးကဒီ club လေးဖြစ်ပါတယ်ဒီ club လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကပုံမှန်3 pattern ကစားတဲ့ဟာရှိရဗျ class ကိုဆော့ပြီးတော့ဒီလို pattern နဲ့ကိုကစားတဲ့အခါမှာနည်းနည်းအလုပ်ချုပ်တယ်ပြီးတော့တစ်ခါလေးကျရင်ဟိုလိုလာတဲ့ခေါင်းကရှေ့ကိုနည်းနည်းထွက်သွားတာလည်းရှိတယ်လူစကေးဆိုတော့ဗျာအဲ့ဒါတော့အမြဲတမ်းလည်းအားလည်းလျှောက်ပြီးလေ့ကျင့်လို့မရဘူးဘာကြောင့်လဲဆိုတော့တာယာလဲကုန်တယ်ကလပ်လဲအရန်ကုန်တယ်အဲ့တော့ကျွန်တော်တို့ကဒါလေးနဲ့ဆိုရင်ဘာမှလုပ်ရမလို့ခလုံးနှိပ်လိုက်ပြီးတော့လီဗာထိုင်ပြီးတော့ clutch kick ပေးပြီးတော့ထိုင်လီဗာထိုင်နေဘန်နောက်တွေဖြစ်ပြီးအငွေ့ထွက်နေပြီးတော့လုံးဝစမုတ်တွေနဲ့အပြည့်ဖြစ်သွားမှာတာရီကုန်သွားမယ်โอเคအဲ့လိုမျိုးတွေလုပ်တဲ့စနစ်တွေကိုထည့်သွင်းထားပါတယ် ကျွန်တော်အကြိုက်ဆုံးကဒီမှာဒီဆေဗီယာကိုကျွန်တော်ငငယ်လေးကစကြိုက်တာပေါ့အဲ့ကျွန်တော်တို့ဟိုတိုဂျိုတွေပါတယ်မှာကြည်ရဲကြိုက်တာကျွန်တော်ဒီဒစိတ်ဒါလေးကိုဒါကြိုက်တယ်ကျွန်တော်တို့ဟို458တို့ပါတော့တိုဂျိုတဲ့ကိုကြည်တော့ဒီဘယ်ခန်းကိုကြိုက်တာလဲဟို sorry နဲ့ဝင်ရပြီးဝင်လာတာကိုကြိုက်တာလားကားကိုဦးစားပြီးမောင်းတာကိုကြိုက်တာโอเคမသိပါဘူးတိုဂျိုတွေထဲမှာစပြီးတော်တော်များများမြင်တာဟို drifter တွေဟို racer တွေက sorry တတိုက်ကြီးနဲ့လေဒိုးနေတာအဲ့ဒါတွေကိုများအားကြလို့ကားဝယ်လာလားလို့မဟုတ်ဘူးပေါ့နော်ကားပဲကြိုက်တာโอเคအဲ့တော့ဒါ2000 model ကားတစ်စီးပေါ့ဗျာအဲ့တော့ခင်မီစမ်းပြတဲ့ဟာတွေအများကြီးမထည့်တာဘူးဒီကားတွေအရင်ယူရှင်းတယ်ဟိုဒီဘက်နောက်ပိုင်း generation ပြိုင်က model မြင့်နေမှာဆိုရင်ဟိုဟာလုံးမရတာဒီကလုံးမသူတို့ system တွေအကုန်လုံးလုံးရချရတာဟုတ်တယ်အဲ့ဒါကိုဖြီရသေးရလေငယ်ရောက်တော့ပို့ပြီးဖြီရသေးတယ်အဲ့ဒါကြီးမရှိဘူးဒီကားထဲမှာအရင်ပြောဖို့ကောင်းတယ်ကိုလုံးချင်တာအကုန်လုံးစိတ်တိုင်းရလုံးနိုင်တယ် ABS အဝင်ဖြုတ်ချင်တာကောက်ဖြုတ်ပလိုက်ဘာမှမဖြစ်ဘူးဟို model မြင့်လာရင်အဲ့ပြဿနာကြီးဟုတ်တယ်ရှိလာပြီပေါ့နော်ကားလေးကတော့တကယ်ဟိုမောင်းရက်စရာမရှိတဲ့ drift ကားဆိုတာသူစင်ထားတာဒီပြဿနာအားလားပဲကျွန်တော်ဆိုရင်ဒီကားကိုကျွန်တော်အဲ့လိုပြင်းမို့မောင်းမို့နှစ်မျောနေမှာ shop ရှိကလည်းဒီမှာထိုးရတာရမ်းအဲ့လိုတူတူလေးဂီယာလေးကဒီမှာသွားတဲ့ speed လေးကတုတ်ဟိုလိုအဝေးတွေမသွားအောင်ဗျာအရန်ဟို smooth ဖြစ်တယ်လို့ခံစားပြီး clutch လေးကအရန်တက်နေတယ်နော်ဟုတ်တယ်ဟောင်းလုပ်ပြရမှာ clutch အခုမှတော့မမောင်းနေဘူးပေါ့အဲ့တော့ကျွန်တော်တို့မောင်းပြီးတော့ဟောင်းဝိုင်းကုန်သွားလိမ့်မယ်ပေါ့နော်ပြီးတော့ဆက်လေးတစ်ချက်နှိုးပြပေးလိုက်အတန်လေးနည်းနည်းနားထောင်ရအိဇောတဲ့ကျင်းလို့တော်မိုင်းတိုက်ဒီနီယအဲ့ဒါနဲ့ဘယ်လိုသချင်းနားတော့ကျဲတာပေါ့ကျဲနားတော့ဒီလောက်ကျဲတဲ့အိဇောတဲ့ကြားထဲမှာသချင်းဘယ်လိုနားတော့မလဲဆိုတာစဉ်းစားလို့မရဘူးတော်မိုက်တယ်ပြီးတော့ဒီတော့ RPM က1000စွန်းစွန်းပဲเนาะဒါ1000စွန်းစွန်းပဲအထက်မှာပေါ့နော်ဒီကားရဲ့လုံးဆောင်ချက်တွေအကုန်လုံးကိုဒီ cluster ကနေပြီးတော့ပြနေတယ်အလုပ်တွေလုပ်နေတယ်ပေါ့နော်အခုတောက်လျှောက်ဒီကားမှာအခုဒါဒီကားတစ်ခုမားလားမှန်လားဆိုတော့ဒီပါကြီးအနည်းကျွန်တော်စန်တာတွေကုန်တက်ထားတော့ engine temperature oil temperature ကျွန်တော်ပုံမှန်ဒီ model မှာမပြင်နိုင်ရတာရအားလုံးမြင်ရတာပေါ့ပုံမှန်ဆိုဗျာဒီအထဲမှာရှိတဲ့ဟာတွေရဲ့လုံးဆောင်ချက်တွေကိုကျွန်တော်တို့ဒီကားတွေရဲ့တိုင်ကွာမှာမမြင်ရဘူး sea pressure တွေအဲ့ဒါတွေအကုန်လုံးမြင်ရအောင်ဒီ cluster ကိုကျွန်တော်တို့လဲလိုက်တာချက်မီးလေးကတော့ပြိုင်ကားမှန်ချက်မီးရှိရဟုတ်ဒီကောင်ကျတော့ကျူနာကကျွန်တော်မေးတယ်ဟာမင်းဘာလို့ချက်မီးလေးနေတာလဲမဟုတ်ဒီကောင်ကိုမို handbrake ချကြည့်လိုက်handbrake ကိုချက်မီးမှာတော့ထည့်ရတာကျဲနေနော်ဟုတ်တယ်ကျွန်တော်တို့ဒီကောင် track ထဲမှာသုံးတဲ့ cluster တွေဖြစ်သွားတော့မီးတွေကအများကြီးမပါဘူး handbrake ချရင်ချက်မီးပေါ်မယ်နဲတဲ့ဟာကြီးတော့မဟုတ်ဘူးသွားရှုံလို့တော့မရဘူးချက်မီးမပါရင်ပြိုင်ကားမစစ်ဘူးနော်တခါပြောလိုက်မယ်အချို့အဲ့ဒါပါအောင်လို့သီးသန့်ထည့်ပေးရတာအချို့လူတွေလာစားရရှိတယ်ချက်မီးပေါ်နေလို့တော့ပါချက်မီးမပေါ်ရင်ပြိုင်ကားမစစ်ဘူးโอเคအဲ့တော့ကျေးဇူးတင်ပါတယ်ခုလိုအချိန်ပေးပြီးတော့ကဲတပုံလေးရိုက်လိုက်အောင်မှတ်တရလေးဒီလိုထားထိုင်ရတာခက်တဲ့ကိစ္စကိုလည်းကျွန်တော်မိမကတော့အင်မတန်မုန်းပါတယ်ဒီကားကြီးနဲ့ခေါ်ရင်သူကဲရ